အားလုံးပဲလူဆောင်ကြပြီလို့ထင်ပါတယ်ဗောနော်ဒီနေ့ကတော့ကျွန်တော် 5V internet ကြောင်းကျွန်တော်တို့ထိခိုက်ခံစားနေရတဲ့ဟာလေးတွေကိုတယောက်နဲ့တယောက်အားပေးကူညီဖို့အတွက်ဗောနော်ဒီတွေးဆုံပွဲလေးကိုကျင်းပလိုက်တာဗောနော်အခုကျွန်တော်တို့ရဲ့ဒီ 5V ကြောင်းလာကျင်ရတဲ့အခက်အခဲတွေကိုတယောက်နဲ့တယောက်ဝေမျှပြီးတော့အတူတကွဗောနော်ဒီထိခိုက်မှုတွေကိုကျွန်တော်ကြော်လွှားပေးရမယ်လို့ကျွန်တော်ကြုံကြည်တယ်ဗောနော်အဲ့အတွက်ကြောင့်မလို့အားလုံးပဲကိုခံစားနေရတဲ့ 5V internet ရဲ့ဒီအကြောင်းအရာလေးတွေကိုဝေမျှပေးကြပါဦးဟုတ်အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့မန်နွယ်လို့ခေါ်ပါတယ်ညီမကတော့အောင်မြင်တဲ့ online shopping လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေပါတယ်အင်တာနက်ကောင်းကောင်းလိုအပ်တဲ့အလုပ်ဖြစ်နေရမို့လို့ပေါ့နော်ညီမက 5V အင်တာနက်ကိုရွေးချယ်ပြီးတော့တက်ဆင်ခဲ့တာပါရှင်ကျမရဲ့လုပ်ငန်းကအရန်အောင်မြင်တာမို့လို့ customer တွေကဖုန်းခေါ်မယ်ဆိုရင်တော့အမြဲတမ်း busy ဖြစ်နေရတဲ့အထိပဲရှင်ဟုတ်အဲ့ဆိုတော့မန်နွယ်ကအခုက line မကောင်းတာလားမဟုတ်ဘူးကိုကျော်ရဲ့ line ကတော့ကောင်းပါတယ်အဲ့တရက်က wifi ဆက်ကမင်းနေလာပြီးတော့ internet ကမရတော့လေအဲ့နဲ့ညီမလည်း 5V call center ကိုဖုန်းဆက်လိုက်တာဖုန်းကမအောင်တူဆိုတဲ့အတန်ကြီးပဲကြားနေရတယ်ဖုန်းကတော့မှမအောင်ရှင်မိမရေကို 5V showroom မှာဘယ်သားဆောင်လဲအောင်မယ်နော်Cheers!ဘာမှအားမငယ်ပါနဲ့မန်နွယ်ကျွန်တော်တို့အကုန်လုံးဒီအခက်အခဲကိုအတူတူကကြော်ဖြတ်ကြမှာပါမန်နွယ်ဘက်မှာကျွန်တော်တို့အားလုံးရှိပါတယ်နော်ကဲအားလုံးပဲမန်နွယ်လိုပဲပေါ့နော်ကိုယ့်ရဲ့ခံစားချက်လေးတွေကိုဝေမျှပေးကြပါအောင်ဒီလေးကောင်းအောင်မင်းကြည့်ရအရန်ဝမ်းနေလို့ပဲကိုတို့ပြောပြလေကိုတို့ဒီမှာဟုတ်ပြီပဲနားထောင်ပါကိုကျော်ကြီးကကျွန်တော်ကိုကူညီပါအောင်ဗျဟုတ်ကျွန်တော်ရဲ့ရှင်တန်ချင်းတွေပျောက်ဆုံးနေပြီဗျဘာဖြစ်လဲညီလေးပုံမှန်လင်းပြောလို့ရပါတယ်ဒီနေ့ညီလေးခံစားချက်တွေပြောလိုက်ကိုတို့အားလုံးနားထောင်ပါမယ်နော်ကျွန်တော်ကောင်မလေးက 5BB call center မှာအလုပ်လုပ်တာဗျအခုဆိုရင်ကျွန်တော်ဖုန်းမကင်တော့တလားတော့ရှိတော့ပဲညီလေးမဟုတ်တယ်ဒီလိုပဲကွာမင်းမတွေစုံသားလို့မှမရတာကွာဟုတ်လေဟိုမင်းမတွေတောင်မန်းနေတော့မဟုတ်ဘူးနော်လုံးမကျင်တော့ဗျာကျွန်တော်လုံးမကျင်တော့ဘူးညီလေးစိတ်လျှော့ပါကွာဒါဆိုကိုကျော်ပဲစဉ်းစားကြည့်ပါအိမ်မှာမိသားစုတယောက်ရှိလိုင်းကောင်းနေဆိုတော့ကျွန်တော်အိမ်မှာလည်း 5V ပဲတက်ထားအဲ့တော့အိမ်မှာလိုင်းမကောင်းဘူးနိုင်အောင်ကောင်းပါရဲ့အိမ်မှာရုံးလုံးနေအဖေကလည်းရုံးသွားနေဆိုရင်အိမ်မှာမရှိဘူးဆရာမတော့ညာအမေကလည်းကျူရှင်နဲ့ပတ်တင်ပြီးညရောက်မှအိမ်ကိုပြန်ရောက်လာဒီနေ့တယောက်ရှိပါရဲ့ကြောင်းတက်နေရတယ်ဆိုပြီးဘာမှခိုင်းမရအောင်မိမရေဟို 5BB ကျိုးတော့မှဘေးသားဆောင်လိုက်ရမယ်နော် Cheers အေးကွာအားရကြတယ်ဘေးသားဆောင်ရတယ်ဆိုတော့စိတ်လို့ချင်တာဟုတ်တယ်အဲ့လူရအဲ့အောင်ထားမကြတာကျွန်တော်တနေ့စာအချိန်ကိုခွဲပြီးသားကျွန်တော်မနက်7 နာရီဆိုအဲ့ရထားပြီမျက်နှာတင်ရေချိုးတင်မင်းဆိုင်က7 နာရီလောက်ထိုးနေပြီအဲ့တနာရီလောက်ဆိုင်မိုဘိုင်းညက်ဆော့ပြီပြီးရင်3 နာရီလောက်ဆိုပြီးဖြစ်ပြီကျွန်တော်ဖွဲ့ကောလည်းကျွန်တော်မပိုင်မရအောင်အကုန်ဆော့နေရေးပဲတခြားစံသားကင်းဆော့ဝဲအချိန်ကြီးခွဲလာရသေးအဲ့ကျွန်တော်ဘေးသားဆောင်ကိုကျွန်တော်ဘလို့အချိန်ရှိမှာဟုတ်ဒီလိုပါပဲညီလေးရဲ့နော်ညီလေးရဲ့ဒေါသတွေကိုရှော့ချလိုက်တော့နော်အကိုတို့အားလုံးအတူတူဆိုလူကြီးမင်းတို့ရဲ့အခက်အခဲတွေကိုကိုကြီးဖြည့်ရှင်းပေးဖို့နည်းလမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါစေမိတ်ဆွေတို့ဘေးဆောင်မှုပဲဖြစ်ဖြစ်အင်တာနက်နဲ့ပတ်သက်တဲ့ complaint တွေကိုတင်ချင်တာပဲဖြစ်ဖြစ်အားလုံးကိုတနေရာထဲမှာလုပ်လို့ရတဲ့ 5BB Connect app လေးကိုအသုံးပြုလို့ရနေပါပြီဖုန်းအောင်ဆက်လို့မရတာအဲ့ဒီ application သွားပြောရင်တော့ရမှာလေလားမိတ်ဆွေတို့ကြုံတွေ့နေရတဲ့ 5BB နဲ့ပတ်သက်တဲ့အခက်အခဲတွေကိုဖောင်တင်ပြီးရတဲ့ရပ်ပိုင်းခြားတွင်အမြန်ဆုံးအဆင်ပြေအောင်ဆောင်ရွက်ပေးနေပါပြီနော်ညီမအနေနဲ့ 5BB Connect app အသုံးပြုပုံလေးကိုတေချာလေးရှင်းပြပေးမှဖြစ်လို့လာရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်